အားလုံးမင်္ဂလာပါကျွန်တော်2နှစ်ပဲဆက်မယ်2ခုခံပါဆိုတော့ဒီဗီဒီယိုမှာချက်က3800လာပြီဆိုရင်ဘောနော်မြင်မြင်လေးပြပြလိုက်ပါနော်ဒီမှာတော့ဟိုဝိုင်းပြထားရင်မစစ်ပြတဲ့ဟိုဟာလာတဲ့ break တွေကိုမဆွဲရသေးဘူးပေါ့နော်ဒီမှာတော့38ခုပဲကျွန်တော်အဓိကလုပ်ပြီးထားရပါတော့3800လာပြီဆိုရင်သူက4ရက်အတွင်းမှာ3 break ကလိုက်တယ်မပြတ်ထားဘူးတော့ဒီအခုပုံဘယ်နှစ်လဲအဲ့ဒီမှာပြတ်ထားဘူးပြီးနောက်တစ်ခါကျတော့3-4-5 break 3-4-5 break ကလည်းသူကလေ4ရက်အတွင်းလိုက်တယ်တခါမြန်တာပေါ့တော့သူက3လုံးဆိုတော့မြန်တယ်3 break ကတော့4ရက်အတွင်း3-4-5 break က3ရက်အတွင်းတခါလေ4ရက်ရောက်တယ်ပေါ့နော်အဲ့ဒါလိုက်တယ်မကြည့်ပေါ့နော်ကိုဒီမှာလေးဖြည်းချင်းကျွန်တော်ဗီဒီယိုပုံကိုအများကြီးကြာကြီးလုပ်ပြထားရပေါ့နော်အဲ့စစ်ကြည့်ပါပြီးနောက်တစ်ခါကျ3800လာရင်သူက938ကီอ่ะသူက2ရက်အတွင်းလိုက်တယ်938ကီပေါ့နော်အဲ့ဒါအကုန်လိုက်တယ်အဲ့တော့တစ်ချက်စစ်ထားရပေါ့နော်ဟိုဟာကြီးလည်းစစ်ထားရဒီဒါပေမဲ့ပြောချင်တာက3800လာပြီဆိုရင်ကျွန်တော်3ချက်သိရမယ်3 break အရင်လိုက်ပေါ့နော်အဲ့ကောင်4ရက်အတွင်းနှလုံးနဲ့ဆိုတော့ဟိုကကျတော့3-4-5 break ကသူက3ရက်အတွင်းတော့လာရတယ်မယ်သူက3လုံးနောက်တစ်ခုကကျတော့385ကီပေါ့နော်သူကတော့2ရက်အတွင်းလိုက်တယ်ပေါ့နော်ဆိုတော့300လာပြီဆိုရင်ကျွန်တော်တို့သိရမှာအဲ့3ချက်ရှိရပေါ့နော်အဲ့ဒါလေးပြပြထားပါပေါ့နော်ဒါနောက်ခါလာရင်ဒါကြုံရင်3ပေါ့နော်